shine of the Pasai. They then got any and Nalana, Mungape, any and Shabai, remains of the Incopona and the Bueno, la calle Along with Lava, the Picard Saka, Yam no settle, Shallow, Yama, Allo, who we want to Padema, she can do say. အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်စက္ကန့်တောင်းကြပါအခင်ခရစ်တော်ဘုရားအခင်ဘုရားရဲ့နည်းနည်းသိဝေးလာတော့လောကပတ်တော်ကိုအလိုတော်နဲ့အရင်ခံနိုင်ဖို့ရန်ဝိညာဉ်တော်ဘုရားဆက်လက်၍အတူပါရှိတဲ့နတ်ပြပို့ဆောင်ကောင်းကြီးပြီးတော်အားလည်းခြင်းတင်တော်ခဏတော်မှာအခင်ခရစ်တော်ဘုရားရဲ့နာမတော်ကိုဒီလိုတဲ့ဆုတောင်းကြပါတယ်ပါဗျာအာမင်ဝဲတော်မင်္ဂလာခံယူထိုက်ရေဘူးရပြတော့နေ့ချင်းမင်္ဂလာခံယူပြီးရဲ့ဒီတိုင်းဟာဝဲတော်မင်္ဂလာခံယူခွင့်ရှိပါတယ်ဝဲတော်ပြီးတဲ့အချိန်တိုင်းမှာရတဲ့ညထိုင်တဲ့မရသေးတဲ့သူရှိနေဆိုပြီးတဲ့နောက်ဝဲတော်ခံယူတဲ့အတင်းတွေတင်းသားတွေမကြံခဲ့ရအောင်အဲ့ဒီစကားနဲ့ပြန်ဖိတ်ခေါ်ပြီးတော့အားလုံးဝဲတော်ကိုခံယူဖို့ရလှုပ်ဆောင်ပြီးရှိပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့အားလုံးဟာနေ့ချင်းမင်္ဂလာခံယူပြီးတဲ့ဒီတိုင်းဝဲတော်မင်္ဂလာကိုခံယူထိုက်ကြတဲ့လူတွေဖြစ်ကြပါတယ်။တို့တော်လည်းပဲဝဲတော်မင်္ဂလာခံယူခြင်းနဲ့ပတ်သက်ပြီးတော့မှလောကပတ်ဓမ္မကျမ်းစာတော်များကဒီနေ့ကျွန်တော်တို့ကိုဘယ်လိုသွန်သင်နေတယ်လဲဆိုတာကိုထပ်ပြီးတော့မှကျွန်တော်ခွဲတော်ခံယူခြင်းအတက်တာအတွက်ဆင်ခြင်နိုင်ဖို့ရန်အတူတူကခေါ်အားယူသွားဖို့ဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်မကျမ်းအခန်းကြီး6ငယ်54ငါရဲ့အသားကိုစား၍ငါရဲ့အသွေးကိုလည်းတောက်တော်သူသည်သာရအသက်ကိုရ၏ထိုသူကိုနောက်ဆုံးသောနေ့၌ငါထမြောက်စေတေကောခိုင်း30ငယ်16ဆက်ကိုငါတို့ဒီကျေးဇူးတော်ကိုချီးမွမ်းရမည်ကဖက်ပလားမူကားခရစ်တော်၏အသွေးကိုဆက်ဆံခြင်းဖြစ်သည်မဟုတ်တော့ငါတို့ခဲ့တော်မူကားခရစ်တော်၏ကိုယ်ကိုဆက်ဆံခြင်းဖြစ်သည်မဟုတ်တော့မုံတလုံးရှိခြင်းဖြစ်၍ငါတို့ရှိသမျှသည်တလုံးကြီးဖြစ်သောထုံမုံကိုဆက်ဆံတဲ့ခံယူကြသောကြောင့်အများဖြစ်သောငါတို့သည်တလုံးတစ်ခုသည်ဖြစ်ကြ၏ဒီနှုတ်ကပတ်တော်ရဲ့ပေါ်ပြခဲ့ရဝဲတော်မင်္ဂလာခံယူခြင်းမှာကျွန်တော်နားလည်တာခက်ပိုးပြီးတော့မှလေးနဲ့တဲ့အတိတ်တွေရှိနေတယ်ဆိုတော့ဒီဘူရာအဖြစ်ကျွန်တော်တို့သိနိုင်ပါတယ်ပွဲတော်လို့ပြောလိုက်တဲ့အခါမှာအင်္ဂလိပ်လိုကတော့ communion လို့သုံးပါတယ်အဲ့ဒီ communion ရဲ့မူရင်းပွဲတော်စကားလုံးကတော့ Greek စကားလုံးဖြစ်တဲ့ Eucharist ကနေလာဖြစ်ပါတယ်အဲ့ဒီ Eucharist ဆိုတဲ့စကားလုံးကိုဆွဲပြုပြီးတော့မှပွဲတော်ကိုAD တရားအချိန်ကနေစပြီးတော့မှအသင်းတော်တွေပါပွဲတော်မင်္ဂလာခံယူခြင်းမင်္ဂလာတစ်ပါးအနေနဲ့ကျင်းပပြုလုပ်လာဖြစ်တယ်လို့သမိုင်းကိုပြန်ကြည့်တဲ့အခါမှာတွေ့ရပါတယ် Communion ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်က sharing လို့အဓိပ္ပာယ်ရပါတယ်ဝိညာဉ်ပေးကမ်းခြင်း sharing ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ် Eucharist ဆိုတဲ့ Greek စကားလုံးရဲ့အဓိပ္ပာယ်ကတော့ Thanksgiving လို့အဓိပ္ပာယ်ရှိပါတယ်ကျေးဇူးတော်ချီးမွမ်းခြင်းကျေ
ကျေးဇူးတော်ချီးမွမ်းခြင်းဒီစကလုံးနှလုံးရဲ့အတိတ်ပဲပေါ်ပြခြင်းအရာဒီနေ့ပွဲတော်ပင်လာလို့ပြောလိုက်တဲ့အခါမှာဘုရားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့ခံစားရတဲ့ကျေးဇူးတော်တွေကိုပြန်လည်ဝေမျှခြင်းဆိုတဲ့အတိတ်ပဲရှိတယ်ဆိုတာပေါ်ပြီးတော့မှတွေ့ရပါတယ်ဒီနေ့ကျွန်တော်တို့ယောဂီတွေဘာဖြစ်လို့အတင်းတော်တွေမှာပွဲတော်ခံရတယ်လဲပွဲတော်ဘာကြောင့်မလို့ခံကြတယ်လဲဆိုတာကိုပြန်ပြီးတော့မှကြည့်တဲ့အချိန်ခါမှာသခင်ယေရှုခရစ်တော်ဘုရားကိုယ်တိုင်ကအဖမ်းမခံရခင်တပည့်တော်တွေနဲ့နောက်ဆုံးတော့ညစာစားပွဲမှာမုံနဲ့စပြည့်ရီကိုညစာအဖြစ်ဖြစ်နဲ့တပည့်တော်တွေနဲ့ဆင်ရင်ကျင်းပလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလှုပ်ဆောင်မှုကိုအခြေခံပြီးတဲ့နောက်ဒီနေ့ကျွန်တော်တို့ပွဲတော်ကိုခံနေကြတာဖြစ်တယ်လို့ယေဘုယျအဖြစ်ပြောလို့ရပါတယ်။အဲ့ဒီပွဲတော်ကိုတမန်ကျမ်းစာမှာပေါ်ပြထားတဲ့သခင်ဖျားရဲ့ညစာအင်္ဂလိပ်လို Lord Supper ဆိုပြီးတော့မှခေါ်ပါတယ်။ Lord Supper ဆိုတဲ့စကားလုံးကိုပြန်ကြည့်တဲ့အချိန်ခါမှာတော့ Meal of the Day ဆိုတဲ့စကားလုံးလေးရှိပါတယ်။တနေ့တာရဲ့အစာတနေ့တာစားရမယ့်အစာဆိုတဲ့အဓိပ္ပာယ်ရှိတာပေါ့ပြီးတော့မှတွေ့ရပါတယ်။ယူဒလူတွေအတွက်မနေ့စာကိုဖြစ်တယ်လို့အစီအပြေတယ်လို့စားပြီးတဲ့နောက်နေ့လယ်စာကိုကြုံနေနေတာစားပါတယ်။ညစာကိုတော့မိသားစုတွေအားလုံးစုံစုံညီညီနဲ့ပြင်ဆင်ပြီးတော့မှစားလေးရှိကြတယ်ဆိုတာကိုတွေ့ရပါတယ်။ Lord Supper ဆိုတဲ့စကားလုံးကိုကြည့်တဲ့အခါမှာတနေ့တာအသက်ရှင်ခြင်းအတွက်စားတဲ့အစာဆိုတဲ့အသေးပဲရှိနေတာကိုတွားပြီးတော့မှတွေ့ရဖြစ်ပါတယ်။ဘွဲတော်ကိုခံရတဲ့အခါမှာသခင်ယေရှုခရစ်တော်ဘုရားကိုယ်တိုင်တပည့်တော်တွေနဲ့ညစာစားပွဲလှုပ်ဆောင်မှုကိုအကြောင်းပြုပြီးတော့မှဒီနေ့ကျွန်တော်ဘွဲတော်ခံရတဲ့အချိန်ခါမှာကျွန်တော်စားတဲ့မုန့်ဟာသခင်ခရစ်တော်ရဲ့ကားတဲ့ပုံမှာအသေးခံတဲ့ခန္ဓာကိုပုံဆောင်တယ်လို့ပဲကားတဲ့ပုံမှာတော်လောင်းတဲ့အတွေးတော်ပုံဆောင်တဲ့စပီးကိုကျွန်တော်တို့ခံကြတာဖြစ်ပါတယ်။အဲ့လိုခံယူလို့ဆောင်ခြင်းအလုံးဟာသခင်ခရစ်တော်ဘုရားကျွန်တော်တို့အတွက်ပြုတဲ့အရာတွေအတွက်ဝန်ခံခြင်းကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ယေဘုယျဖြစ်တော့ဒီနေ့ကျွန်တော်တို့ဘာဖြစ်လို့ပွဲတော်ကိုခံရတယ်။ပွဲတော်မင်္ဂလာကိုအတင်းတော်မှာ9ရက်ပထမပတ်ဒါမှမဟုတ်ရင်အချိန်ခါအားလို့ပွဲတော်ကိုဘာဖြစ်လို့ခံယူနေရှိတယ်ခံရတယ်ဆိုလို့ရှိရင်ခရစ်တော်ကိုယ်တိုင်လှုပ်ဆောင်ခဲ့တယ်ခရစ်တော်ရဲ့ကားတဲ့မှာတည်တတ်ခံခြင်းကိုပြန်လဲအောက်မေ့ခြင်းအနေနဲ့လှုပ်ဆောင်တာဖြစ်တယ်လို့ကျွန်တော်တို့ခံယူလှုပ်ဆောင်နေရှိကြပါတယ်ဒီနေ့ကျွန်တော်တို့အတင်းတော်တွေမှာဒီပွဲတော်မင်္ဂလာလှုပ်ဆောင်တဲ့လှုပ်ဆောင်မှုတွေကဘယ်သူကြောက်လဲကျွန်တော်ဖိလစ်ပိန်းမှာနည်းနည်းစတဒီသွားတဲ့အခါမှာဖိလစ်ပိန်းကရိုမန်ကက်သလစ်နိုင်ငံဖြစ်တည်အားလျော်စွာသူတို့ရဲ့ပွဲတော်ခံယူခြင်းကကျွန်တော်နဲ့မတူပါဘူးရှေ့မှာဒူးထောက်ပြီးတော့ပုံမှာပုံတန်းရှေ့မှာဒူးထောက်ပြီးတဲ့နောက်ပွဲတော်စီရင်တဲ့ဘုံကြီးရဲ့ပွဲတော်ပြီးတာခံရဖြစ်ပါတယ်တရားတော်ကြီးစီထွက်လာဒါကျွန်တော်ဟောင်ကောင်မှာလည်းပဲလူတာရန်ကျောင်းကို3နှစ်တော့ဘယ်မှာတက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာလည်းလူတာရန်တွေရဲ့ပွဲတော်ခံယူခြင်းကိုကြည့်တဲ့အခါမှာကျွန်တော်နဲ့တူပါဘူးပုံစံမတူပါဘူးတရားကြီးစီတရားရှေ့မှာဆရာတစ်ပါးကဒီပေါ်မှုကိုကိုင်းနေနောက်တစ်ယောက်ပူပေးတဲ့လူကစပီးဖုတ်ကိုကိုင်းနေပြီးတဲ့နောက်အဲ့မုံစပီးထဲမှာနစ်ပြီးတော့မှအဲ့ရှေ့မှာလည်းခံယူတဲ့လှုပ်ဆောင်မှုတွေ့ရပါတယ်ဒါအဲ့ဒီလူတာရန်တွေရဲ့လှုပ်ဆောင်မှုထူးခြားတာကတော့ပွဲတော်ခံယူခြင်းဟာယုံကြည်သူတွေအတွက်အတိတ်ပဲရှိတဲ့လေးမြတ်တဲ့အသက်ရှင်တဲ့ဘောတွေပေါ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်ဘုပြုပိုးဝယ်တိုင်းမှာပွဲတော်ခံယူဖို့ရအတွက်ဘယ်လိုလှုပ်ဆောင်ကြလဲဆိုတော့ဘာလို့လဲတွေ့ရပါတယ်အဲ့ဒါလို့ကျွန်တော်တို့လှုပ်ဆောင်တဲ့ပုံစံချင်းတွေမတူသလိုခံယူချက်ချင်းကလည်းမတူတာကိုဘာလို့လဲတွေ့ရပါတယ်ရိုမန်ကက်သလစ်အသင်းတော်တွေအခုဒီအသင်းတော်သင်္သားတွေထဲမှာလည်းအာစီကအသင်းတော်သင်္သားတွေတချို့
ရှိကြတယ်လို့သိရပါတယ်ကျွန်တော်လေးလာရတဲ့မြောက်ကိုကျွန်တော်တို့ကဝေနာဖြစ်တဲ့အတွက်ကြောင့်ပြည်စုံနေမှလည်းပြည်စုံမားခဲ့တယ်ဆိုတော့ဖွင့်လို့စေချင်ပါတယ်ရိုမန်ကက်သလစ်အသင်းတော်တွေကပွဲတော်ခံယူတဲ့ဟာပွဲတော်ခံယူတဲ့အချိန်ခါမှာသခင်ယေရှုခရစ်တော်ရဲ့အတွေးနဲ့သခင်ယေရှုခရစ်တော်ရဲ့အသားအတွင်းတည်းပြောင်းလဲလာတယ်သူတို့ခံယူကြအင်္ဂလိပ်လိုကတော့ transubstantiation လို့ခေါ်ပါတယ်တာမန်မဟုတ်ပဲနဲ့တာမန်စတိရေမဟုတ်ပဲနဲ့အသက်ဝင်လာတဲ့သဘောမျိုးနဲ့သူတို့ခံယူပြီးလှုပ်ဆောင်ကြတာကိုတွေ့ရပါတယ်လူသားတွေအသင်းတော်တွေကလည်းအဲ့လိုအနည်းဆုံးအဲ့ဒီပွဲတော်ခံယူတဲ့မုံနဲ့စတိရေဟာသခင်ခရစ်တော်ရဲ့အသားနဲ့သခင်ခရစ်တော်ရဲ့အတွေးဖြစ်တယ်လို့သူတို့ခံယူပြီးတဲ့နောက်လှုပ်ဆောင်ကြတာကိုတွေ့ရတယ်ဒီလိုကျွန်တော်တို့နှစ်ချင်းအသင်းတော်တွေရဲ့နှစ်ချင်းအသင်းတော်တွေမှာပွဲတော်ခံယူတဲ့သဘောကိုကြည့်တဲ့အခါမှာအောက်မေ့ကြီးဆိုတဲ့သဘောနဲ့လှုပ်ဆောင်တာဖြစ်ပါတယ် and a memorial and nothing more ဆိုပြီးတော့ကျွန်တော်တို့နှစ်ချင်းအသင်းတော်တွေမှာခံယူလှုပ်ဆောင်ပြီးရှိကြပါတယ်အဲ့ဒါလိုရိုမန်ကက်သလစ်အသင်းတော်နဲ့လူသားတွေအသင်းတော်တခြားသောအသင်းတော်တွေရဲ့ပွဲတော်ခံယူခြင်းမှာအဲ့ဒါလိုဘာဖြစ်လို့သူတို့ခံယူရတယ်လဲဆိုတဲ့အကြောင်းကိုလေ့လာကြည့်တဲ့အခါမှာခုနကရှင်ယောဟန်အခန်းကြီး6ငွေ54မှာပေါ်ပြထားတဲ့သခင်ခရစ်တော်ကိုယ်တိုင်ရဲ့သူ့ရဲ့အသားကိုစားခြင်းသူ့ရဲ့အသွေးကိုတောက်ခြင်းဆိုတဲ့ပေါ်ပြချက်ကိုအခြေခံထားပြီးတဲ့နောက်သူတို့ပွဲတော်ကိုလှုပ်ဆောင်ရရှိတယ်ဆိုတာကိုနားလည်ရပါတယ်သခင်ယေရှုခရစ်တော်ကိုယ်တိုင်ပြောတဲ့စကားကိုပြန်ပြီးတော့မှကြည့်တဲ့အခါမှာငါရဲ့အသားကိုစား၍ငါရဲ့အသွေးကိုလည်းတောက်တော်သူသည်ထာဝရအသက်ကိုရ၏ထိုသူကိုနောက်ဆုံးသောနေ့၌ငါထမြောက်စေမည်ငါ၏အသားအသွေးကိုတောက်စားတော်သူငါ၌တည်ထိုသူ၌လည်းငါတည်၏ဆိုပြီးတော့မိန့်မှန်ထားတာဖြစ်ပါတယ်သခင်ခရစ်တော်နဲ့အတူအသက်ရှင်နိုင်ဖို့သခင်ခရစ်တော်၌တည်နေဖို့ရန်အတွက်သခင်ယေရှုခရစ်တော်ရဲ့အသွေးနဲ့အသားကိုစားတော့ဖို့လိုတယ်လို့ဆိုလိုတာဖြစ်ပါတယ်အဲ့လိုသခင်ခရစ်တော်ရဲ့အတွေ့နဲ့အသားစားတော့ခြင်းဟာဘယ်လောက်ထိအရေးကြီးတယ်ဆိုလို့ရှိရင်ထာဝရအသက်ရှင်ရရင်ကယ်တင်ယေရှုရရှိနိုင်ဖို့ရအတွက်လှုပ်ဆောင်ဖို့လိုအပ်တယ်လို့သခင်ယေရှုခရစ်တော်ရဲ့မိန့်မှန်ခြင်းအားဖြင့်နားလည်ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ပွဲတော်ခံယူခြင်းဟာတာမန်ကျွန်တော်တို့နားလည်ထားတဲ့အောက်မေ့ခြင်းတက်အတိတ်တွေကမကဘဲနဲ့တခြားသောလေးနဲ့အတိတ်တွေရှိနေတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကျွန်တော်ရဲ့စိတ်နှလုံးထဲမှာပြန်လည်ပြီးတော့မှဆင်ခြင်ဖို့ရန်အကြောင်းရှိပါတယ်အဲ့ဒါလိုဆင်ခြင်တဲ့အခါမှာပွဲတော်မင်္ဂလာခံရတဲ့အခါမှာဘယ်လိုလေးနဲ့တဲ့သဘောတွေနဲ့လှုပ်ဆောင်ဖို့လိုအပ်တယ်လဲလို့ပြန်ကြည့်တဲ့အခါမှာအချက်၅ချက်ပေါ်ပြနေပါတယ်ပထမတစ်ချက်ကတော့ပွဲတော်မင်္ဂလာခံယူခြင်းဟာအသက်ရှင်သောဘုရားနဲ့ဆက်ဆံမှုပြုခြင်းဖြစ်ပါတယ်။အောက်မေ့တယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့လူတွေတည်ဆုံးသွားပြီးတဲ့နောက်သူ့ကိုပြန်ပြီးတော့မှတတိယတာကိုလည်းပဲအောက်မေ့တယ်လို့ပြောပါတယ်။ဘယ်သူပဲတည်သွားပါစေပြန်ပြီးတော့မှသူ့အကြောင်းကိုပြန်စဉ်းစားတယ်။သူ့ရဲ့အသက်ရှင်ခဲ့တဲ့အရာတွေကိုပြန်လည်ပြီးတော့မှအောက်မေ့ခြင်းဆိုတဲ့သဘောတွေဟာဒီနေ့ကျွန်တော်တာမန်လူတွေမှာလည်းပဲလုံသွားတဲ့လူတွေအတွက်လှုပ်ဆောင်ရရှိရတယ်။တို့တော်လည်းပဲဒီနေ့ကျွန်တော်တို့ပွဲတော်ခံယူတဲ့အခါမှာသခင်ယေရှုခရစ်တော်ဘုရားကိုအောက်မေ့ခြင်းဟာအဲ့ဒါနဲ့မတူပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့ရဲ့သခင်ခရစ်တော်ဘုရားအသက်ရှင်ဘုရားဖြစ်ပါတယ်။တည်သွားပြီးတဲ့နောက်သူ့ရဲ့အကြောင်းအရာအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်ပေါ့။အဲ့ဒီဘုရားအသက်ရှင်ဘုရားဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ပွဲတော်ခံယူတဲ့အခါမှာသူ့ရဲ့ကားတွေပေါ်မှာအတိတ်ခံတဲ့လှုပ်ဆောင်မှုတွေကိုမျက်စိထဲမှာပြန်မြင်အောင်နေသည့်တိုင်အောင်အဲ့ဒီဘုရားဂျုံနဲ့ရှိနေဘုရားဖြစ်အသက်ရှင်တဲ့ဘုရားကိုအောက်မေ့ခြင်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအသက်ရှင်နေတဲ့ဘုရားနဲ့ဆက်ဆံမှုပြုခြင်းဖြစ်တယ်ဆိုတာကိုပွဲတော်ခံယူတဲ့အခါမှာဒီနေ့ကျွန်တော်တို့ထားရှိဖို့လိုအပ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့သခင်ဘုရားနဲ့ထပ်တူခံစားခြင်းသခင်ဘုရားနဲ့ထပ်တူခံစားခြင်းခရစ်တော်ရဲ့ကားရဲ့မှာတည်တတ်ခံခြင်းဟာအပြစ်ရှိတဲ့လူသားတွေအားလုံးအတွက်
ဖြစ်တယ်ဆိုတာကျမ်းစာရဲ့ပေါ်ပြချက်အရနားလည်ရဒီနေ့ကျွန်တော်အားလုံးဟာအဖြစ်ရှိတဲ့သူတွေဖြစ်ပါတယ်တို့တော်လည်းပဲအဲ့ဒီအဖြစ်တွေအတွက်ဖျားတဲ့ခင်ဟာကျွန်တော်တို့ကိုကယ်တင်နိုင်ဖို့သခင်ယေရှုခရစ်တော်ဖျားကိုကားတယ်လို့အပြစ်မရှိဘဲနဲ့အပြစ်သားတွေအတွက်အသေးခံခိုင်းတဲ့လောက်ဆောင်မှုကိုကျွန်တော်ပြန်လဲစဉ်းစားတဲ့အခါကျွန်တော်ရဲ့နှလုံးသားထဲမှာထပ်တူခံစားနိုင်ဖို့အရေးကြီးပါတယ်အဲ့လိုမခံစားနိုင်ဘူးဆိုရင်ခရစ်တော်ရဲ့ကားထဲမှာတည်တတ်ခံခြင်းဟာကိုယ့်ရဲ့အသက်ရှင်မှုအတွက်အတိတ်တွေရှိကောင်းရှိချင်မှရှိမှာဖြစ်ပါတယ်ထပ်တူခံစားခြင်းဆိုတဲ့တဘောကျွန်တော်ရဲ့စိတ်နှလုံးထဲမှာထားရှိလိုအပ်ပါတယ်တရားတစ်ချက်အနေနဲ့အပြစ်ကိုပြန်မြင်ခြင်းကျွန်တော်ရဲ့အပြစ်တွေအားလုံးအတွက်ကားထဲမှာတိုးလောင်းတဲ့အတွေးတော်အားဖြင့်ဆေးကြောပြီးတဲ့နောက်တန်ရှင်းစင်ကြယ်ဖြောင့်မတ်တဲ့အသက်တာအတိုင်းကယ်တင်ယေရှုကျေးဇူးကိုရရှိဖို့ရသခင်ဖျားကိုယ်တော်ရဲ့လှုပ်ဆောင်ခဲ့တာမှန်တော်လည်းပဲဒီနေ့ကျွန်တော်ရဲ့အသက်ရှင်မှုကိုပြန်ကြည့်တဲ့အခါမှာအပြစ်မရှိတဲ့လူမရှိပါဘူးကဲဝစီကံမနောကဒါကျွန်တော်တို့ပြစ်မှားပြီးတဲ့မရှိအဲ့ဒီအရာတွေအတွက်ကိုကျွန်တော်တို့ပြန်ပြီးတော့မှဖျားရဲ့ရှိမှာဝန်ချဖို့လိုအပ်ပါတယ်အဲ့ဒီအပြစ်ကိုပြန်မြင်ခြင်းဆိုတဲ့ဘောကိုလည်းလှုပ်ဆောင်မှုလိုအပ်မှာဖြစ်ပါတယ်ဒီတစ်ချက်ကတော့သခင်ဖျားရဲ့ခွင့်လွှတ်ခြင်းဂရုတော်အားဖြင့်စိတ်နှလုံးထဲမှာညီတဲ့မှုတက်တာမှုကိုရယူဖို့ဖြစ်ပါတယ်ငါဘလောက်ပဲအပြစ်တွေလုပ်ခဲ့ပြီမဲ့ဒီနေ့သခင်ယေရှုခရစ်တော်အားဖြင့်ဖျားကငါ့ကိုခွင့်လွှတ်တယ်ထပ်ပြီးတော့မှအပြစ်ကိုထားလို့ဖို့အတွက်ခွင့်လွှတ်တာဟုတ်ပါကျွန်တော်လုပ်ခဲ့တဲ့အပြစ်တွေကိုခွင့်လွှတ်ခြင်းအားဖြင့်ထပ်ပြီးတော့မှအဲ့ဒီအပြစ်ကိုမလုပ်ဖို့ရင်ဘုရားကခွင့်လွှတ်ခြင်းဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့မှတတိယဆင်ခြင်ဖို့ရရှိပါတယ်နံပါတ်5တစ်ချက်ကတော့သခင်ခရစ်တော်နဲ့အခြားသောသူတွေနဲ့မိတ္တဟာရဖွဲ့ဖို့ဖြစ်ပါတယ်ဒီနေ့ပွဲတော်မြင်လာခံယူတဲ့အခါမှာမိမိနီးသူခံယူနေတဲ့သူတွေအများကြီးရှိပါတယ်မိမိနီးသူမခံယူနိုင်တဲ့သူတွေလည်းပဲအများကြီးရှိပါတယ်အဲ့ဒီပွဲတော်ခံယူခြင်းအဖြစ်ကိုယ်နဲ့တက်ဆိုင်တဲ့သူတွေအားလုံးအတွက်ကိုပြုရမယ့်အရာတွေပြန်လည်မြင်တွေ့ဖို့ရအတွက်လှုပ်ဆောင်လိုအပ်တယ်လို့ကျွန်တော်တို့နားလည်ဖို့ရရှိပါတယ်ဒီနေ့ပွဲတော်ကိုခံယူထိုက်တဲ့သူတွေရှိတယ်လို့မခံယူထိုက်တဲ့သူတွေလည်းပဲရှိတယ်လို့ပြောရမှာဖြစ်ပါတယ်ပွဲတော်မင်္ဂလာခံယူထိုက်သောသူဆိုတဲ့စကားလုံးသုံးထားတဲ့အတွက်ကြောင့်မခံယူထိုက်သောသူလည်းပဲရှိလိမ့်မလားလို့စဉ်းစားစရာအကြောင်းရှိပါတယ်အဲ့ဒါကတော့တမန်တော်ရှင်ဘောလူကပြောတာဖြစ်ပါတယ်တေကောခန်းကြီး7နဲ့23 29မှာတမန်တော်ရှင်ဘောလူကပြောတယ်ဆိုလို့ရှိရင်သခင်ဖျား၏မုန်နေခွက်ကိုမထိုက်မတန်ပဲစားတော့သောသူမိကသခင်ဖျား၏ကိုယ်တော်နှင့်အတွေးတော်ပြစ်မှားရာရောက်၏တို့ဖြစ်လူတိုင်းကိုကိုစစ်ကြောပြီးမှမုန်ကိုစားစေထိုနည်းသူခက်ကိုလည်းတောက်စေအကြောင်းမူကားမထိုက်မတန်ပဲစားတော့သောသူသခင်ဖျား၏ကိုယ်တော်ကိုပိုင်းခြား၍မတိသောကြောင့်မိမိအပေါ်သို့အပြည့်ရောက်စေခြင်းကစားတော့သောသူဖြစ်တယ်ဆိုတော့ပြောပါတယ်။ဒါမှမဟုတ်ရှင်ပေါ်လူကတော့ကိုယ်ရည်သူအတင်းသူအတင်းသားတွေထဲမှာပွဲတော်မခံယူထိုက်တဲ့သူရှိနေတယ်ရှိနေတယ်ခရစ်တော်ကိုယုံကြည်ပေမဲ့နေချင်းမင်္ဂလာခံယူပြီးသားဖြစ်တော်လည်းပဲပွဲတော်ခံယူဖို့မတင်တော်လည်းရှိနေတယ်ပြောတယ်။ဘာကြောင့်လို့တမန်တော်ရှင်ပေါ်လူကအဲ့ဒါလို့ပြောရတယ်။ဘာဖြစ်လို့ဘုရားသခင်ရဲ့ပွဲတော်မင်္ဂလာခံယူခြင်းမှာထိုက်တန်ခြင်းမထိုက်တန်ခြင်းကိုဘာဖြစ်လို့ပေါ်ပြလေ့လာကြည့်တဲ့အချိန်မှာပေါ်ရင်တို့အတင်းတော်ရဲ့အခြေအနေကိုသိရှိဖို့လိုအပ်ပါတယ်။ပေါ်ရင်တို့အတင်းတော်ရဲ့အခြေအနေဟာဘယ်လိုရှိနေသလဲဆိုလို့ရှိရင်တေကောခန်းကြီးတဲ့အငယ်7နှစ်မှာတင်းတို့ကငါဒီပေါ်လူတွေပဲဖြစ်ငါဒီအာပေါ်လူတွေပဲဖြစ်ငါဒီဒီမတ်တွေပဲဖြစ်ငါဒီခရစ်တော်၏တွေပဲဖြစ်တယ်လို့အတီးဒီပြောကြတော့ကြောင့်ငါဆိုရတယ်။ပေါ်ရင်တို့အတင်းတော်အုပ်စုလေးတွေရှိရှင်ပေါ်လူကိုတော့ကြားတဲ့လူတွေရှိအာပေါ်လူကိုတော့ကြားပြီးတော့အာပေါ်လူနောက်ကိုလိုက်နေတဲ့လူတွေရှိပေတရုနောက်ကိုလိုက်နေတဲ့ယူဒလူတွေလည်းရှိဒါကေဖာဆိုတာပေတရုကိုပြောတာဖြစ်ပါတယ်ပေတရုကလူမျိုးရေးဖက်ကိုလည်းအာတန်နဲ့
ခေါင်းဆောင်တယောက်ဖြစ်တယ်လို့သိရတယ်သူ့နောက်ကိုလိုက်နေတဲ့လူတွေယူတာဘောလူနောက်ကိုလည်းမလိုက်ဘောလူနောက်ကိုလည်းမလိုက်ဘေဒူနောက်ကိုလည်းမလိုက်ခရစ်တော်နောက်ကိုပဲလိုက်မယ်ဒီဆိုတဲ့အဖွဲ့လည်းရှိအဲ့ဒါလို့ပွဲပြားပြီးတော့မှရှိနေတဲ့အသိတော်တမန်တော်ရှိဘောလူကတတိပေးနေတာဖြစ်တယ်လို့သိရပါတယ်တေကောခန်းကြီးတက်မှာပဲတမန်တော်ရှိဘောလူကပြောတယ်ဆိုလို့ရှိရင်ညီကိုတို့တင်လို့ရှိကြပြီစကားတညီတညွတ်ဒီဖြစ်ပြီးအချင်းချင်းမကွဲပြားပဲစိတ်တဘောတတမတိရှိနေနဲ့စိတ်ဆက်စုံနေကြမည်ကြောင်းငါတို့သခင်ယေရှုခရစ်နာမတော်ကိုအမိပြု၍တင်တို့ငါနိုးဆိုတောင်းပန်ပါ၏ဆိုတော့ပြောတယ်မလုပ်ကြပါနဲ့မလုပ်ကြပါနဲ့တရားနဲ့တရားမခွဲခြားကြပါရံမဖြစ်ကြပါတရားနဲ့တရားဘိုးဆန္ဒနဲ့မကိုက်ညီတိုင်းဘိုးလုပ်ချင်တာကိုမလုပ်ကြပါနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ပေါ်နေလို့အတင်းတော်ပွဲပြေးဖို့ရအတွက်ဖြစ်နေတဲ့အခြေအနေအချိန်ခါမျိုးမှာတမန်တော်ရှင်ပေါ်လို့ကတတိပေးရတဲ့နေပွဲတော့ထိုက်တန်ကြီးမထိုက်တန်ကြီးကိုပြောနေတာဖြစ်တယ်လို့နားလည်ရပါတယ်။ဒီကောအခန်းကြီး7အငယ်18ကနေ20အငယ်34ကိုကြည့်တဲ့အခါမှာအဲ့ဒီစကားကိုနောက်ဆုံးပြောရတဲ့အကြောင်းရင်းကိုဖော်ပြထားပါတယ်။ပွဲတော်မင်္ဂလာမထိုက်တန်တဲ့သူဖြစ်တယ်လို့ရှင်ဘောလူသတ်မှတ်တဲ့သူကဘယ်လိုလူလဲဆိုလို့ရှိရင်အတင်းတော်ခွဲခြားမှုပြုနေတဲ့သူတင်းခွဲခြင်းကိုလှုပ်ဆောင်နေတဲ့သူအဲ့ဒီလူတွေရည်ညွှန်းတာဖြစ်တယ်လို့သိရပါတယ်လူမျိုးအားဖြင့်ခွဲခြားတယ်အဆင့်အတန်းအားဖြင့်ခွဲခြားတယ်ကိုယ့်ရဲ့ချမ်းသာကြွယ်ဝမှုအားဖြင့်ခွဲခြားတယ်ကိုယ့်ရဲ့စိတ်တဘောတူညီခြင်းမတူညီခြင်းအားဖြင့်ခွဲခြားတယ်ခွဲခြားတာနဲ့ကွဲပြားတာနဲ့မတူပါဘူး။ဒါခွဲခြားတာနဲ့ကွဲပြားတာနဲ့အတင်းတော်မှာလူအားလုံးကအတင်းတို့တင်သားတဲ့အားလုံးကတပုံစံနဲ့ဖြစ်ရမယ်။တရားတတွေးတတန်နဲ့ဖြစ်ရမယ်ဆိုတာကတော့လက်တွေ့မကြတဲ့အရာတစ်ခုပါ။တို့ဆိုလည်းပဲအဲ့ဒါလိုကွဲပြားနေတဲ့အခြေအနေထဲမှာခွဲခြားမှုကိုဖြစ်စေတဲ့သူတွေဟာပွဲတော်ဝင်လာတော့မှဝီတူလို့တမန်တော်ရှင်ဘောလူကဒီနေရာမှာပြောပါတယ်အဲ့ဒီအချိန်ခါတော့ကယုံကြည်သူတွေဟာအတင်းတော်မှာလာပြီးတော့မှပထမတနူးခေတ်အချိန်ခါမှာစင်ရဲ့ချမ်းသာခွဲခြားမှုရှိလူမျိုးခွဲခြားမှုရှိမိမိပိုင်ဆိုင်တဲ့အရာတွေအားလုံးကိုရောင်းပြီးတော့မှအတင်းတော်မှာ share လို့အာရုံတန်းလူဒါကြောင့်လို့တချို့ပြောပါတယ်ဒါကွန်မြူနစ်စနစ်ကကျမ်းစာထဲမှာလည်းတွေ့ရတယ်တနူးကအတင်းတော်ခေတ်အချိန်ရှိတဲ့လူတွေအားလုံးစုပြီးတော့မှတန်းလူဝင်ရပြီးတော့မှနေထိုင်ကြဒါအဲ့လိုနေထိုင်လာတာကြာလာတဲ့အချိန်ခါမှာအချိန်ကြီးပြောင်းလာချမ်းသာတဲ့လူတွေကနောက်ပိုင်းကျတော့စိတ်မပါတော့ဆင်းရဲတဲ့လူတွေကလည်းပဲအဲ့ချမ်းသာတဲ့လူတွေနဲ့သွားပြီးတော့မှရောဖို့ကတိတ်တွန်းဆုတ်လာဒါပထမတော့ပါပြတ်သွားတယ်အဲ့မှာခွဲခြားမှုဖြစ်ခွဲခြားမှုတွေပြင်းထန်လာတဲ့အချိန်ဖြစ်လာတဲ့အချိန်မှာတမန်တော်ရှင်ပေါလုကတတိပေးတာဖြစ်ပါတယ်။ပွဲတော်မင်္ဂလာခံယူတာတောင်မှပထမတော့ဆိုလို့ရှိရင်တို့တစိမ့်တော်တလုံးတော်လေးနဲ့ပွဲတော်ခံယူကြတောက်ကြတော့ချော်သွားဘယ်လောက်ထိချော်သွားတယ်လဲဆိုလို့ရှိရင်အငယ်34ရဲ့ပုံပြချက်ရရိုးရိုးစားတော့ပွဲတစ်ခုလုပ်တို့ရဲ့စိတ်ထဲမှာလုပ်လာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒါလိုလှုပ်ဆောင်နေတဲ့လှုပ်ဆောင်မှုတွေဟာပွဲတော်မင်္ဂလာကိုခံယူနေသည့်တိုင်အောင်ဖျားကိုဝတ်ပြရမယ်စားကိုလှုပ်ကျင်တာကိုယ့်ရဲ့ဆန္ဒပြေဝလှုပ်ဆောင်နေတဲ့သဘောနဲ့လှုပ်ဆောင်နေတာတွေ့ရတယ်အဲ့ဒီအခြေအနေကိုအကြောင်းပြုပြီးတော့မလှုပ်ကြနဲ့မလှုပ်ကြနဲ့မင်းတို့ပွဲတော်ခံနေတာဖြစ်ပေမဲ့မင်းတို့ရဲ့အသက်ရှင်မှုဟာပွဲတော်ခံဖို့ညာတင့်တော်တာမတင့်တော်ပြန်ပြီးတော့မှစဉ်းစားဖို့စင်ကြယ်ဖို့လိုအပ်တဲ့အနေနဲ့တမန်တော်ရှင်ပေါလုကဒီနေရာမှာပြောတာဖြစ်ပါတယ်။ဒါအားလုံးကိုချုပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ပွဲတော်
ခံယူဖို့ရထိုက်ခြင်းမထိုက်ခြင်းကိုတမန်တော်ကြီးရှင်ပေါလုကဘာပေတံနဲ့တိုင်းကလေးဆိုလို့ရှိရင်ဒီကောခန်းကြီး30-16ဆက်ကိုမုံတလုံးကြီးရှိသည်ဖြစ်၍ငါတို့ရှိသည်များသည်တလုံးကြီးဖြစ်သောထုံမုံကိုဆက်ဆံလက်ခံယူကြသောကြောင့်အများဖြစ်သောငါတို့သည်တလုံးတစ်ကိုယ်ဖြစ်ကြ၏ဘုရားသခင်ကခွဲကြတာမကြိုက်ကြီးနိုင်ငံကြီးလောက်တာဘူးလေမကြိုက်မတရားတဲ့ပြုမှုပြီးတော့မှလူတွေကွဲပြားသွားအောင်လှုပ်ဆောင်မှုတွေကိုဘယ်လိုရှိပါဘုရားသခင်ဟာမုံတစ်ခုတည်းရှိတဲ့ကဲ့သို့တလုံးသောပါရှိတယ်ဘုရားဒါကြောင့်အဲ့မုံကိုခံယူတဲ့လူတွေကလည်းပဲတလုံးသောပါခံယူဖို့လိုတယ်အဲ့ဒါလိုတလုံးသောပါမခံယူနိုင်ခြင်းကပွဲတော်ကိုခံယူဖို့ရထိုက်ခြင်းမထိုက်ခြင်းကိုဖြစ်လာစေတယ်လို့တမန်တော်ရှင်ပေါလုကဒီနေရာမှာတုံ့တင်နေတာဖြစ်တယ်လို့နားလည်ရဒီနေ့ယုံကြည်သူခရိယန်အားလုံးကအတင်းတော်တွေမှာဂိုင်းကနာအမည်နာမတွေအမျိုးမျိုးပွဲပြားနေတော့လည်းပဲအားလုံးကသခင်ခရစ်တော်ကိုသခင်ခရစ်တော်တပါးတည်းလို့လာတယ်လက်ခံယုံကြည်တဲ့သူတွေဖြစ်ပါတယ်ယုံကြည်တဲ့သူတွေများပြီပဲယုံကြည်ခြင်းခံရတဲ့ဘုရားဟာသခင်ယေရှုခရစ်တော်တပါးတည်းဖြစ်တယ်ဒါကြောင့်မလို့သခင်ယေရှုခရစ်တော်တပါးတည်းကိုယုံကြည်တဲ့ယုံကြည်သူတွေအားတလုံးတော့ရှိဖို့လိုတယ်အဲ့ဒါလို့ရှိဖို့ရတဲ့တမန်တော်ရေးရှိပေါ်လို့ကပွဲတော်ခံယူတဲ့အခါအာရုံတလုံးတော့ရှိဖို့အဲ့ဒါလို့တုံ့တင်တာဖြစ်တယ်လို့နားလည်ရတယ်သခင်ယေရှုခရစ်တော်ဘုရားကလည်းပဲခုနကခေါ်ပိတ်ချမ်းအနေနဲ့ဖတ်သွားတဲ့နေရာမှာထိုသူပေါင်းတို့ဒီတလုံးတော်သည်ဖြစ်လက်အဘာကိုတော်သည်အကျွန်ုပ်၌ရှိတော်မူ၍အကျွန်ုပ်သည်လည်းကိုတော်၌ရှိတဲ့ကဲ့သို့ထိုသူပေါင်းတို့သည်ငါတို့၌တလုံးတော်သည်ဖြစ်စေခြင်းကငါဆုတောင်း၏ဆိုပြီးတော့မှသခင်ခရစ်တော်ဘုရားကဒီနေ့ကျွန်တော်တို့တလုံးတော်သည်ရှိဖို့ရဆုတောင်းပေးနေတဲ့အကြောင်းကိုဖော်ပြထားပါတယ်အငယ်26ထိဆက်ပြီးတော့မှကြည့်တဲ့အခါမှာသခင်ယေရှုခရစ်တော်ဘုရားကယုံကြည်သူတွေတလုံးတော်သည်ရှိဖို့ရအတွက်တုံ့တင်ထားတဲ့အချက်၃ချက်တွေ့ရပါတယ်အဲ့ဒီ၃ချက်ကတော့ယုံကြည်သူခရိယန်တွေအားလုံးတလုံးတော်သည်ရှိဖို့လိုတယ်အဲ့ဒီတလုံးတော်သည်ရှိခြင်းကကျွန်တော်တို့ကြိုးစားအားထုတ်ပြီးတော့ရရှိတဲ့တလုံးတော်သည်ရရှိခြင်းမဟုတ်ကျွန်တော်ရနိုင်တဲ့အရာကညီညွတ်ခြင်းဆိုတဲ့ unity ကိုပဲရကောင်းရတို့တော်လည်းပဲ oneness ဖြစ်ခြင်းဆိုတဲ့အရာဖျားမှာပါဘူးမရဘူးဒါကြောင့်မလို့သခင်ခရစ်တော်ဘုရားကငါနဲ့ငါခမဲတော်တလုံးတော်သည်ရှိတယ်မင်းတို့လည်းပဲတလုံးတော်ရှိရမယ်ပြောတာဖြစ်ပါတယ်သုံးပါးသစုဘုရားမှာရှိတဲ့တလုံးတော်သည်ရှိခြင်းဒီနေ့ကျွန်တော်တို့ရဲ့တက်ရှင်တွေမှာတကယ်ပဲရှိဖို့ရလိုအပ်တယ်လို့ပထမတစ်ချက်အနေနဲ့နားလည်ရဒုတိယတစ်ချက်အနေနဲ့ကတော့အဲ့ဒီတလုံးတော်သည်ရှိခြင်းဟာဘာအားဖြင့်ရနိုင်လဲတလုံးတော်သည်ရှိခြင်းလဲဆိုလို့ချစ်ခြင်းမေတ္တာအားဖြင့်ရရှိရမယ်တလုံးတော်သည်ရှိခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့တယောက်နဲ့တယောက်ချစ်ခင်နဲ့ပေါင်းသင်းဆက်ဆံနေထိုင်တဲ့အခါမှာမစည်းလုံးကြအကြောင်းမရှိပါဘူးတိုးတော်လည်းပဲတယောက်အကြောင်းတယောက်ပြီးပြီးတော့မှမတူတဲ့အရာတွေမကိုင်းညီတဲ့အရာတွေကိုယ့်ရဲ့ဆန္ဒနဲ့မတိုက်ဆိုင်တဲ့အရာတွေသဘောမကျတဲ့အရာတွေများလာတဲ့အချိန်မှာမေတ္တာကြီးကြီးနဲ့ရော့လာတဲ့မေတ္တာအပေါ်မှာအရေးပြုပြီးတော့မှမစည်းလုံးနေတဲ့သဘောတွေမလုပ်ကြည့်တဲ့သဘောတွေဆန္ဒမရှိတဲ့သဘောတွေဖြစ်တယ်။တရားတွေပြောမယ်ဆိုလို့ဒီနေ့ကျွန်တော်တို့ရဲ့စည်းလုံးညီညွတ်ခြင်းအရာကိုဖြစ်စေတဲ့အရာကျွန်တော်တို့တယောက်ချင်းစီမှာရှိတဲ့မေတ္တာဖြစ်ပါတယ်။မေတ္တာမရှိဘဲနဲ့ကျွန်တော်တယောက်နဲ့တယောက်ပေါင်းပြီးဆက်ဆံပြီးတဲ့နောက်နေထိုင်ဖို့မဖြစ်နိုင်ပါဘူး။တို့ဆိုလည်းပဲဒီမှာကျွန်တော်တို့စီမှာရှိရမယ်တလုံးတော်လေးရှိခြင်းဟာကျွန်တော်တို့ရဲ့မေတ္တာအားဖြင့်ရှိရမယ်မဟုတ်ဘူးကျွန်တော်တို့ရဲ့မေတ္တာအားဖြင့်ရှိရမယ်အရာဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီတလုံးတော်လေးရှိခြင်းဟာစစ်မှန်တဲ့တလုံးတော်လေးရှိခြင်းဖြစ်ချင်မှဖြစ်ပါအဲ့တလုံးတော်လေးရှိခြင်းဆိုတာဘုရားသခင်ရဲ့မေတ္တာကိုအခြေပြုတဲ့တလုံးတော်လေးရှိခြင်းဖြစ်ပါတယ်ဘ
ရားရဲ့မေတ္တာကိုအာဂါဘီလို့ခေါ်ပါတယ် unconditional love လို့လည်းအင်္ဂလိပ်ပြောအခြေအနေပေါ်မှာပြည်မြင်ခြင်းမရှိတဲ့ဖရားရဲ့မေတ္တာကိုထားရှိပြီးတဲ့နောက်ဒီနေ့တစ်လုံးသုံးပါးပြီးရှိဖို့ရန်လိုအပ်တယ်လို့ဒုတိယတစ်ချက်နဲ့ပေါ်ပြပါတယ်တတိယတစ်ချက်ကတော့ဒီနေ့ကျွန်တော်တို့အမှန်တော်ရှိပေါ်လို့ပြောတဲ့ပွဲတော်ခံယူထိုက်ခြင်းမထိုက်ခြင်းကိုအစိုးအဖြတ်ပေးတဲ့တစ်လုံးသုံးပါးရှိခြင်းမရှိခြင်းဆိုတဲ့အရာဘာအတွက်လဲဆိုလို့ရှိရင်သာသနာပြုခြင်းအတွက်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းဟာ being a Christian is to become other to be a Christian အခရိယန်တရားဖြစ်နေရခြင်းကဘာအတွက်လဲဆိုရင်အခြားသောခရစ်တော်ကိုတည်ပြီးတော့မှခရိယန်ဖြစ်လာဖို့အတွက်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်အသင်းတော်တွေဘာဖြစ်လို့ရှိနေရတယ်လဲဆိုလို့ရှိရင်ဘုရားရဲ့သာသနာအတွက်ရှိနေရတာဖြစ်ပါတယ်ဘုရားရဲ့သာသနာကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တူးချင်းစီရဲ့အသက်ရှင်မှုတွေမှာတလုံးသောအပြီးရှိခြင်းကိုဖြစ်စေတဲ့ဘုရားရဲ့မေတ္တာရှိဖို့လိုအပ်ပါတယ်အဲ့ဒီဘုရားနဲ့အတူရှိဖို့ရလိုအပ်အဲ့ဒီအကြောင်းအရာတွေကိုတုံ့ပြန်ထားတာဖြစ်တယ်လို့ကျွန်တော်နားလည်ဖို့ရရှိပါတယ်ဒီနေ့ KCBC အတင်းတော်ဟာကချင်အတင်းတော်လို့ပြောတော်လည်းပဲလူမျိုးစုံတခြားသောလူမျိုးတွေလည်းပါဝင်ပါတယ်နေ့ချင်းအတင်းတော်တင်သားတွေရှိတယ်လို့တခြားသောအတင်းတော်တင်သားတွေလည်းပဲအများကြီးပါဝင်နေတဲ့လူမျိုးပေါင်းစုံဒိုင်းပေါင်းစုံ ecumenical church လို့တော့ပြောလို့ရတယ်။သလုံးတော်အရှိခြင်းနဲ့ဆိုင်တဲ့အတင်းတော်တစ်ခုဖြစ်တယ်လို့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်။ဒါကြောင့်ဒီနေ့ပွဲတော်မင်္ဂလာကိုခံရတဲ့အခါမှာကျွန်တော်ရဲ့ဖခင်ကိုယုံကြည်ခြင်းကိုပြန်လည်ပြီးတော့မှဆန်းစစ်ဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့ပွဲတော်ခံယူခြင်းဟာကိုယ့်ရဲ့အသက်ရှင်ခြင်းနဲ့မှာတကယ်အနှစ်သာရဖြစ်စေတဲ့ပွဲတော်ခံယူခြင်းအဖြစ်ကိုယ့်ရဲ့အသက်ရှင်ခြင်းကိုအသက်ဝင်လာစေတဲ့အရာဖြစ်ဖို့အတွက်ကျွန်တော်ရဲ့နှလုံးသားကိုကျွန်တော်ရဲ့ယုံကြည်ခြင်းကိုပြန်ပြီးတော့မှပြင်ဆင်လှုပ်ဆောင်သွားကြရအောင်လို့အချိန်မှပြင်ဆင်ထားတဲ့အကြောင်းခံရမယ်ပွဲတော်ကိုခံရတဲ့အခါမှာတလုံးတော်ဒီအပြင်ပွဲတော်ကိုခံကြပါစို့လို့ဘုရားတော်အားဖြင့်ဟောအားပေးနေပါတယ်ကျေးဇူးတင်人家他安点双，安点人才双，对，